ကဲဒုတိယတစ်ပုတ်နေနဲ့ ဒုတိယတစ်ပုတ်နေနဲ့သမီးရဲ့ကိုပိုင်ဒီတခြင်းလေးတစ်ပုတ်ဖြစ်တဲ့ကျေသူပဲတွေ့မုန်းတာလေဆိုတခြင်းလေးဒီဆိုပေးကြပါရရှင်ကဲကိုပိုင်တခြင်းလေးဖြစ်ပါတယ်သမီးကိုဟုတ်ကဲ့ကိုကြီးဒီသမီးကိုပွဲခေါ်တဲ့ကိုလေးပေါ့ကိုကြီးပေါ့နော်သူကသမီးကိုဒီသမီးဒီတခြင်းလေးကိုတစ်တော့မှတင်ထားတာကိုတွေ့ပြီးတော့သမီးကိုဒီမှာချိတ်ဆက်ပေးတဲ့ခေါ်ဆောင်ပေးတာပေါ့နော်အဲ့အတွက်အဲ့ဒီကိုကြီးနဲ့တူရတရတဲ့ရောက်စီတိုင်းအောင်နဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲတယောက်စီတိုင်းကိုလည်းနော်ဝဲခေါ်ပေးတဲ့ဒီမှာကနော်အဲ့လိုမျိုးနော်မျက်စရာများကိုပူဇော်တဲ့အခမ်းအနားမှာចောင်းသားចောင်းသူဟောင်းများကနေပြီးတော့ကြီးမူပြီးတော့နော်အကုန်လုံးပေါင်းစည်းပြီးတော့ပြုလုပ်တဲ့ပွဲဒါကြောင့်မလို့တဦးတစ်ပိုင်းနဲ့မဟုတ်ဘဲနဲ့နော်အများနော်ចောင်းသားចောင်းသူများကနေပြီးတော့ဖွဲ့စည်းပြီးတော့နော်ကျွန်တော်တို့အဖွဲ့လေးကိုငှားရမ်းပေးတာဒါကြောင့်မလို့ကျွန်တော်တို့အဖွဲ့လေးကိုငှားရမ်းပေးကြတဲ့နော်ကျွန်တော်တို့ရဲ့အကိုဒီနော်ចောင်းသားចောင်းသူဟောင်းအားလုံးကိုတဦးတစ်ယောက်ချင်းကိုကျွန်တော်တို့ဒီဘောနေပြီးတော့နော်အစင်မသိလို့စင်းမြင့်ပေါ်ကနေပြီးတော့ကျေးဇူးတင်နေဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့နော်တစ်ပွဲလုံးကိုသားကျွန်တော်ညီမလေးနဲ့ကျွန်တော်တို့နဲ့ကနေပြီးတော့ပြောရင်းနဲ့ထပ်မှန်ပြီးတော့ကိုပိုင်တချင်းလေးကိုဘယ်လိုများတည်ဆိုးအဲ့ကပြောပြမလဲဆိုတော့နားတော့တာဆင်ပေးကြပါဦးဗျာမတည်ကြည်တဲ့သူစကားတွေအမုန်းလည်းတွေခင်းနေတယ်တသက်မတယောက်တည်းစမင်းစုသူစကားတွေအခုတော့မီးပြတ်ပြီလားဝဲအချစ်ပြီးရောအမုန်းရတော့ပြီကိုမိဘဝမှာအလွန်လေးဝေးရပြီကွယ်ချစ်ခဲ့ပြီးမှမတည်ကြည်တဲ့သူစကားလေးတွေအမုန်းလည်းတွေခင်းနေတယ်တသက်မတယောက်တည်းချစ်မင်းစုတဲ့သူစကားလေးတွေအခုတော့မီးပြတ်ပြီလားဝဲအချစ်ပြီးရောအမုန်းရတော့ပြီကိုမိဘဝမှာအလွန်လေးဝေးရပြီကွယ်ရမယ်ဆိုမိမိအနစ်နာမမေမချစ်မနေတဲ့သူကမှချစ်မိအောင်ရဲ့ဟဲလိုကရဲ့ဘယ်အညူနဲ့စိတ်ရလို့လဲတမင်တတ်မုန်းခေတွေကြည်သူပဲတွေ့မရတာလေးတွေချစ်ခဲ့ပြီးမှမတည်ကြည်တဲ့သူစကားလေးတွေအမုန်းလည်းတွေခင်းနေတယ်တသက်မတယောက်တည်းချစ်မင်းစုတဲ့သူစကားလေးတွေအခုတော့မီးပြတ်ပြီလားဝဲအချစ်ပြီးရောအမုန်းရတော့ပြီကိုမိဘဝမှာအလွန်လေး
အချစ်ချင်းပြန်ရမယ်ဆိုမိမိအနစ်နာခံငါမေမချစ်မနေတဲ့သူမှချစ်မိမရဲ့ဘယ်လိုကလေးရဲ့ဘယ်အမျိုးနဲ့စိတ်ရလို့တမီတတ်မုန်ခေတွေချစ်သူဖေးထွက်မရအောင်လေးဒီမှာလည်းရှိ ကဲကျေးဇူးတင်ပါတယ်နော်လက်ကုပ်တန်လေးတွေနဲ့အားပေးတဲ့အတွက်အော်အဆိုရှင်သမီးငယ်လေးတွေထွက်လာလိုက်တချင်းလေးတွေဆိုလိုက်နော်ကောင်လေးတွေကလာပြီးတော့ကောင်မလေးတွေတချင်းဆိုရင်ဆုချလိုက်အနောက်ကကြည်ပြီးတော့ဟာတာလို့ရှင်တော်ငွေကြီးတို့တန်ငွေကားရတယ်တကယ်နော်ကောင်မလေးတွေထွက်ပြီးတော့တချင်းဆိုတယ်ဆိုနော်ကျွန်တော်ညီငယ်တွေစောစောကဆိုပဲဟာတပြုံကြီးပဲလာပြီးဆုချတာတန်ငွေကားရတယ်ဘယ်လိုတန်ငွေကားရလဲဆိုတော့အနောက်ကနေကြည်ပြီးဩငါလူနှာဘူးတွေလည်းရှိပါသေးလား